တကယ်ချင်းတော့မင်္ဂလာပါဗျဒီဗီဒီယိုကကျွန်တော်ပြီးခဲ့တဲ့အပတ်ကလဲခဲ့တဲ့မန်းလောင်မြစ်ရဲ့အဓိကလဲရနေရဖြစ်တဲ့မောင်ခွေးရတကမှာကျွန်တော်ဒီဗီဒီယိုလေးကတင်ဖို့ကြံနေမန်းလောင်မြစ်ကိုလဲသွားတယ်ဆိုလို့ရှိရင်ဒီတကုံပဲအဓိကအလဲသွားကြတာပေါ့နော်ဒါဒီနေ့ကလောက်ွယ်နေဆိုတော့လာလဲတဲ့သူကအများများတယ်ဒါတခြားလာလဲတဲ့အဖွဲ့တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ရေကူးရတဲ့သူတွေကဒီရေကုန်ကြီးအောင်ရေကူးပြီးတော့သွားကြတာဗျအခုကမိုးရသည်ဆိုပေမဲ့မန်းလောင်ကြီးကအဲ့ဒီကျွန်တော်တို့သွားတဲ့နေရာကြီးကြီးမနေဘူးပေါ့နော်အဲ့တော့ရှီလေးရကြီးနေလာနေတဲ့သူရအဲ့ဒီမှာရေကူးပြီးတော့ဆော့နေတာကျွန်တော်တို့ကရေကူးရတော့ဒါပေမဲ့ကမ်းမဝတ်တက်ပြီးတော့ရေကုန်ကြီးကြည့်ပြီးတော့ပြန်လာကြတာပါမောင်ကြီးရဲ့ကျွန်တော်လည်းသွားလို့ရှိရင်ဗီဒီယိုတွေရိုက်တာရမ်းများတယ်ဗျ။မြောက်ပူးသေးတဲ့တငယ်ချင်းတွေအစုံကြည့်လို့ရအောင်ဆိုပြီးတော့အဓိကထားပြီးတော့ရိုက်ဖြစ်တာပါ။တချို့နေရာတွေတော့ကျွန်တော်ခဏရောက်ဖြစ်တာပေါ့နော်။တင်တာနဲ့မြောက်ပူးသေးတဲ့တငယ်ချင်းတွေအတွက်ပဲအဓိကထားတင်တာပါ။โอเคဆက်ကြည့်ပြီးတော့ကျေးဇူးပါရွှေမိုးရညိုရွာမလို့ရွာမလို့ရွှေမိုးရညိုရွာမလို့ရွာမလို့ကိုစီကိုရွာမလို့လုံးနဲ့သူ့စီကိုရွာလို့သွားတယ်မာကြီးရဲ့ဟိုအကွက်ချာတောင်ဖီလာတောင်ကမောင်တောင်ကရေကန်သာချိုးမယ်လို့လားတောင်ဖီလာတောင်ကမောင်တောင်ကရေကန်သာချိုးမယ်လို့လားချိုးမယ်လို့လားရေကန်သာရေကန်သာချိုးမယ်လို့လားရေကန်သာရေကန်သာနဲ့ရေကန်သာရဲ့အမမာကြီးတကယ်ကိုအရင်မုံရှင်ရောကနောက်မှစီထုံးရင်ပါညီတကယ်ကိုအရင်မုံရှင်ရောကနောက်မှစီထုံးရင်